အောင်ဒီကိုဟုတ်တာပဲအောင်ဒီကိုမလည်းကားခွက်နေရှိသားပဲအောင်ဒီကိုလက်ခိုင်းမယ်နော်လူကြီးကမခုံနဲ့လေလူကြီးကမခုံနဲ့လေပြိုကြတော့မှာပဲ